အဲ့ဒီလိုရှားပါလွန်းတဲ့အတွက်လေလူသားတွေကဒီကြောက်ခဲတွေကိုတွေးချင်းမှာပဲတာမန်အလားစင်ဖို့တက်တဲ့ပိုတဲ့အဓိပ္ပာယ်တွေသတ်မှတ်ခဲ့ကြတာနေမယ်မတိုင်းတွေရဆိုရင်ရှေးခေတ်လူသားတွေကဒီကြောက်မြတ်တွေကိုယုံကြည်မှုပိုင်ဆိုင်ရာအဆောင်လက်ထွက်တဲ့အနေနဲ့စတင်သုံးစွဲခဲ့ကြတာကိုတွေ့ရတယ်မှန်ပါတယ်ရှင်အစောပိုင်းကာလတွေမှာလူတွေကကြောက်မြတ်တွေကိုတဘာဝလုံးစွမ်းအင်တွေရှိတယ်လို့ယုံကြည်ခဲ့ကြတာပါဥပမာအီဂျစ်ပြည်မှာကလီယိုပထရာဆိုရင်မြေကြောက်တွေကိုငယ်ရွယ်နှုတ်ပြိုစေတဲ့စွမ်းဟင်ရှိတယ်လို့ယုံကြည်ပြီးအလွန်ဆွဲလန်းခဲ့တယ်။အော်ကလီယိုပထရာတောင်ပါတဲ့တာကိုဟုတ်ကဲ့သူ့နာမည်နဲ့မြေကြောက်တွင်းတွေတောင်ရှိခဲ့တာပဲရှင်။ရောမခေတ်ကိုကြည့်ရင်လည်းကြောက်မြတ်တွေကိုရုပ်လုံးဖော်ထွင်းထုတ်ပြီးကိုပိုင်တန်စိတ်တုံးတွေစစ်ပွဲမှာကာကွယ်ပြီးတဲ့အဆောင်တွေအဖြစ်သုံးခဲ့ကြသေးတယ်။ဟုတ်တယ်။အိန္ဒိယက600စုခန်းကရေးသားခဲ့တဲ့ရတနာပရိခာကျမ်းမှာဆိုရင်လေစိန်ကိုဝစ်စင်ထားရင်မွေးဝေးအစိတ်နဲ့ယောဂဗျာတွေကနေကင်းဝေးစေတယ်လို့အတိအလင်းရေးသားထားတွေ့ရတယ်ဗျ။အဲ့ဒီခေတ်ကယုံကြည်မှုတွေကတော်တော်လေးလွှမ်းမိုးခဲ့တာကိုရှင်။ဒါပေမဲ့တမိုင်းကြောင်းကိုဆက်ကြည့်လိုက်ရင်အဲ့ဒီလိုလျှို့ခွင်စမ်းကြတဲ့ယုံကြည်မှုတွေကနေတဖြည်းဖြည်းနဲ့စနစ်ကြတန်မှုဖြတ်တဲ့စီဝါရေးရှုထောင့်ဘက်ကိုပြောင်းလဲလာတာတတိထောင်းမိတယ်ဗျာကျွန်တော်တို့မြန်မာတို့ရဲ့ရှေးဟောင်းမနီးထက်တရာကျမ်းကိုကြည့်ရင်တော်တော်လေးအံ့တုဖို့ကောင်းတယ်ဗျာဟုတ်တယ်ရှင်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကအဲ့ဒီခေတ်ကတည်းကကျောင်းမြတဲ့တံမိုးကိုရွှေအလေးချိန်နဲ့နှိုင်းရှင်ပြီးတတ်မှတ်ခဲ့တာပဲဘလို့အရေးသွေးရှိတဲ့နီလာဟာရွှေဘနဲ့ကြက်သားနဲ့ညီးမြတယ်ဆိုတာမျိုးပေါ့နော်တိကျတယ်ရှင်အခုခေတ်စီးပွားရေးစံနှုန်းတွေလိုမျိုးတိတိကျကျပြထန်ခဲ့ကြတာပါဒီနေရာလေးကတကယ်ကိုစိတ်ဝင်စားစရာကောင်းသွားပြီဗျာခေတ်မီမိုက်ခရိုစကိုပတွေတခွဲခန်းသုံးကိရိယာတွေဘာတစ်ခုမှမရှိတဲ့အချိန်မှာတော့မျက်စိနဲ့အတွေ့အကြုံကိုပဲသုံးပြီးတဘာဝတရားရဲ့အဖို့တန်မှုတွေကိုရွှေနဲ့ချိန်တွေစနစ်တကျတတ်မှတ်နိုင်ခဲ့တာဟာတကယ်အံ့ဩစရာပဲနော်ဟုတ်ပါတယ်ရှင်နောက်ပိုင်းရဆုနှစ်တစ်ရောက်လာတဲ့အခါမှာတော့ Dementoid Garnet တို့ Dissolverite နဲ့ Paribal Tourmaline လို့ရှားပါပြီးအယောင်အသွေးစုံလင်းလာတဲ့ကြောက်မြတ်အသက်တွေကိုထပ်မံရှာဖွေတွေ့ရှိလာကြတယ်အဲ့ဒါတွေကတော်တော်လှတဲ့ကြောက်တွေနော်လာတာပေါ့ရှင်ဒီတွေ့ရှိမှုတွေကလက်ဝက်ယတနာဒီဇိုင်းတင်ညာရှင်တွေအတွက်စေးချေစရာ canvas အသစ်တွေရလိုက်တယ်လို့ဖြစ်သွားပြီးအမှုပညာလက်ရအသစ်တွေအများကြီးထွက်ပေါ်လာစေခဲ့တယ်ဒါပေမဲ့အဲ့ဒီလောက်ထိတန်ဖူးကြီးလာပြီလူတွေကလည်းအသေးအတန်လိုချင်လာကြပြီဆိုရင်ပြဿနာကစတော့တာပဲဗျာရှားပါမှုနဲ့လောဘဆုံးတဲ့အခါအတူအပေတွေလှည့်အစားမှုတွေဆိုတာမလွဲမသွေပေါ်လာစမြဲပဲဒီမှန်လိုက်တာရှင်